မသွေးလူဟာလေးနဲ့ပတ်သက်ပြီးဘယ်လိုခံစားရလဲမသိဘူးရှင် ကိုယ်လိုက်တဲ့တွင်းနဲ့အခြားလူတစ်ယောက်ရဲ့အသက်ကိုကယ်လိုက်နိုင်နေဆိုတဲ့အတွင်းနဲ့ပီတီရင်းဖြစ်ရပါတယ် ဟုတ်ကဲ့ပါအမအခုသွေးလူတာရောအမဘယ်နှချိန်မြောက်လေးလဲမသိ ဒီတစ်ချိန်နဲ့ဆိုရင်တော့3ချိန်မြောက်ပါရှင် ဟုတ်ကဲ့နောက်ထပ်သွေးလူမဲ့အစီအစဉ်တွေမှာရောထပ်ပြီးတော့ပါဝင်ဖို့ရှိသေးလားမသိရှင် ဟုတ်ရှိပါတယ် အမကျေးဇူးပါအခုလိုပြကြပေး ကျေးဇူးတင်ပါတယ်ဟုတ် သွေးလူတာနဲ့ပတ်သက်ပြီးတော့ခံစားချက်လေးပြောပြပေးပါအောင်မ ပျော်တယ်ပြီးတော့ကိုယ့်ရဲ့သွေးကိုတခါတည်းပေါ့နော်အဲ့လိုအက်ကလည်းနည်းနည်းကြီးရယ်အဲ့ဒါနဲ့ဖောက်ပြီးတော့ဆိုနည်းနည်းတော့ challenge တော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းကိုယ့်ရဲ့ခန္ဓာကိုယ်သွေးကိုလှူလိုက်ရတဲ့အတွက်ကြောင့်တခြားအလှူတွေထက်ဒီအလှူလေးတွေတော့ပို့ပြီးတော့ပီတိဖြစ်ပါတယ် ဟုတ်ကဲ့ပါအမအခုသွေးလူတာရောပေါ့နော်ဘယ်နှချိန်လောက်ရှိပြီလဲမသိရှင်မ ဒါနဲ့ဆို9ချိန်ရှိပါပြီ ဟုတ်အမအများကြီးပဲเนาะထပ်ပြီးတော့ပေါ့နော်သွေးလူမဲ့အစီအစဉ်လေးမှာပါဝင်ဖို့ရှိသေးလားရှင်မ ရှိတယ်အမ၄လတစ်ချိန်အမြဲလှူပဲပေါ့နော်ရုံးကနေပြီးတော့အခုလိုလေးလှုပ်ပြီးတော့တကူးတကကြီးသွေးလှူပန်ကိုသွားပြီးတော့လှူစရာမလိုတော့ဘူးကိုရီအချင်းချင်းပြီးတော့တငယ်ချင်းဒီလှုပ်ဖို့ကင်ဘက်တွေနဲ့လှူရတဲ့ကြောင့်ပို့ပြီးတော့well believe ဖြစ်တယ်ပေါ့နော်အဲ့တော့အရန်ပျော်ပါတယ်ကျေးဇူးပါ ဟုတ်ကဲ့မကျေးဇူးပါကိုသွေးလူဟာနဲ့ပတ်သက်ပြီးတော့ခန်းစားချက်လေးပြောပြပေးပါအောင်ရှင် ဘယ်လိုပြောရမလဲဆိုအရင်ပြောပါတယ်ပြီးတော့ရှင်ဒီလိုမျိုးလှူလိုက်တဲ့အတွက်ကြောင့်လည်းကိုယ်သွေးကြောင့်အခြားသူလိုအပ်နေတဲ့သူပေါ့အဆင်ပြေသွားရဆိုလို့ရှင်တော့အရင်စိတ်ချမ်းသာပါ ဟုတ်ကဲ့ပါကိုအခုသွေးလူတာပေါ့နော်ဘယ်နှချိန်မြောက်လဲမသိရှင် အဲဒါကြောင့်ပထမဆုံးချိန်ပဲဒါပထမဆုံးချိန် ဟုတ်အဲ့ဆိုရင်စိတ်လှရှာနေမှာပေါ့နော် တော်တော်လှရှာအောင် ဟုတ်ကဲ့အဲ့ဒါဆိုရင်နောက်ထပ်ပြီးတော့သွေးလူမဲ့အစီအစဉ်တွေမှာထပ်ပြီးတော့ပါဝင်ဖို့ရှိသေးလားကို ဟုတ်တကယ်လို့နောက်လူပြမယ်ဆိုလို့ရှင်တော့ထပ်လူအောင်ပါခင်ဗျာတကယ်လို့ဒီ GGI နဲ့ Bon Live နေနဲ့ထပ်ပြီးတော့လည်းဒီလိုမျိုးထပ်ပြီးဝန်ထမ်းတွေအတွက်ထပ်လုပ်ပေးမယ်ဆိုရင်တော့ထပ်လူပြဖို့ရှိပါခင်ဗျာ ကိုကျေးဇူးပါ ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျာ မင်္ဂလာပါအမအခုသွေးလူဟာနဲ့ပတ်သက်ပြီးတော့ခန်းစားချက်လေးပြောပြပေးပါဦး ဒါပထမဆုံးသွေးလူတာပေါ့နော်လှူလိုက်ရမှလည်းစိုးတယ်ဒါပေမဲ့လှူလိုက်ရတော့တကယ်ဝမ်းသာပါတယ်အရင်လည်းပြောတယ်သူများတွေကိုပေးရမှာဆိုတော့လေ ဟုတ်ကဲ့ပါအမဒါဆိုရင်နောက်ထပ်သွေးလူမဲ့အစီအစဉ်တွေမှာပါဝင်ဖို့ရှိသေးလားအမ ဟုတ်ကဲ့ရှိပါတယ်နောက်သွေးလူပဲဆိုလို့ရှိရင်လည်းပဲအားတရပါမှာပါအားတက်တရောပါမှာပါ ကဲအမကျေးဇူးပါ လူပါဟုတ် အမအခုသွေးလူဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုခံစားရလဲဆိုတာလေးပြောပြပေးပါအောင်ရှင် သွေးလီယာနဲ့ပတ်သက်ပြီးခံစားရတော့အဓိကတော့အရန်ပျော်ရွှင်နေပေါ့နော်နောက်တစ်ခုကပေါ့သွေးလူမဲ့အချိန်မှာပေါ့နော်နေမကောင်းဖြစ်နေမှာလာလူချင်းနေဘာကြောင့်လဲဆိုတော့သွေးလူလိုက်ရင်နေကောင်းပြတ်သွားလို့ခံစားရတယ်ပေါ့နော်အဲ့ဒါတော့အမရဲ့ပီတိပါဟုတ် အခုလှူတာရောဘယ်နှချိန်မြောက်လေးလဲမသိရှင်ပါ ဒါနဲ့ဆို16ချိန်မြောက်ပါ အများကြီးတော့အမထပ်ပြီးတော့သွေးလူမဲ့အစီအစဉ်တွေမှာပါဝင်ဖို့ရှိသေးလားရှင် ရှိပါရဲ့ရှင်ဟိုနဲ့အမောက်လည်းဖိတ်ခေါ်ပေးပါအောင်လို့ဒီလက်က ကဲပါအမကျေးဇူးပါ ဟုတ်ပါရှင် အမသွေးလူဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုခံစားရလဲဆိုတာလေးပြောပြပေးပါဦးရှင် ကျင်းတဲ့ဘာဖြစ်လို့ဆိုကိုခဏဖြစ်တဲ့တွေးနဲ့တကယ်လိုအပ်နေတဲ့လူနာစီကိုရောက်မယ်ဆိုတာသိတဲ့အတွက်ကြောင့်ပထမဆုံးလူတဲ့နေမှာတယ်ငါနောက်မြဲလူတော့မယ်လို့စဉ်းစားတယ် ဒါဆိုရင်မအခုသွေးလူတာဘယ်နှချိန်မြောက်လဲမသိရှင်မ ခုမှဒုတိယကြိမ်မြောက်ဘူးလား ဒါဆိုရင်မအခု GGI ဒီပုံ live ကထပ်ပြီးတော့လုပ်မယ်သွေးလူမဲ့စီစဉ်တွေမှာပါဝင်ဖို့ရှိသေးလားရှင်မ အမြဲ participate လုပ်မယ်လို့ဆုံးဖြတ်ထားပါတယ် ကဲမကျေးဇူးတင်ပါတယ် ကျေးဇူးပါ အခုလိုသွေးလူဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုခံစားရလဲဆိုတာလေးပြောပြပေးပါအောင်မ ဘယ်လိုခံစားရလဲဆိုတော့နည်းနည်းစိတ်လှုပ်ရှားရောလှူလို့ရပါမလားပေါ့နော်ဒီကိုရောက်လာပြီးတော့မှတခုခုအဲ့လိုဖြစ်နေမှာတော့စိုးရိမ်ရောအခုအဆင်ပြေသွားပြီးတော့ပြောပါတယ် ဒါဆိုရင်သွေးလူတာရောအခုဘယ်နှချိန်မြောက်ရှိလဲမသိရှင်မ နှစ်ကြိမ်မြောက်ရှိပြီ2016တုန်းကတစ်ခါလှူတာဟိုတော့8နှစ်ကျော်9နှစ်လောက်တော့ရှိနေပြီပေါ့ဒါကဒုတိယကြိမ်ပြန်လှူတာပေါ့ဟုတ် ဒါဆိုရင်နောက်ထပ်သွေးလူမဲ့စီစဉ်တွေမှာပါဝင်ဖို့ရှိသေးလားမ ရှိရလှူအောင်ပါဟုတ်လှူလို့ရရင်ပေါ့ ကဲမဒါဆိုကျေးဇူးများတင်ပါတယ် ဟုတ် အခုဒီနေ့သွေးလူဟာနဲ့ပတ်သက်ပြီးတော့ခန်းစားချက်လေးပြောပြပေးပါအောင်ရှင် သွေးလူလာနဲ့ပတ်သက်ပြီးတော့ခန်းစားချက်ကပျော်တာပေါ့နော်ဟိုကိုသွေးတစ်ထုပ်ကတခြားသူတွေအထောက်အကူဖြစ်သွားရဲဆိုတော့လည်းဝမ်းသာပါတယ် ဒါဆိုဒီနေ့သွေးလူဟာရောဘယ်နှချိန်မြောက်လေးလဲမသိရှင်ကို သွေးလူလာတော့ပထမဆုံးချိန်ပေါ့နော်နည်းနည်းတော့စိတ်လောက်ချတာ GGI ဒီပုံ live ကလုံးမယ်နောက်ထပ်သွေးလူမဲ့ပွဲတွေမှာပါဝင်ဖို့ရှိသေးလားကိုဒါဆို ဟုတ်ကဲ့ရှိပါတယ် ကိုကျေးဇူးပါ ဗျ